င်္ဂလာပါဒီနေ့မှာတော့စီးချိုယောဂရှိတဲ့သူတွေနဲ့ဝိတ်ချနေတဲ့သူတွေထမင်းအများကြီးစားလို့မရဘူးဆိုတဲ့သူတွေအတွက်ထမင်းများစားလို့ရမယ်ထမင်းချက်နီးလေးကိုမျှဝေပေးလိုက်ရပါတယ်ခင်ဗျာဆန်ကိုဆေးပြီးရင်တော့အခုလိုမျိုးရေနဲ့ဆန်နဲ့ကိုပေါင်းထဲမှာတည့်ထားရမှာဖြစ်ပါတယ်ခင်ဗျာပေါင်းထဲမှာတည့်ပြီးလို့ဆန်နေဆူလာပြီဆိုရင်တော့မှုချိပြီးတော့ကိုကြိုက်တဲ့တက်တဲ့အပြော့အမာအနေထားရပြီဆိုရင်တော့ဒီဆန်တွေကိုရေအကုန်လုံးစစ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အမေအမြဲတမ်းချက်ပေးဖြစ်တဲ့ယေဇူဆန်ခတ်ရေငှက်ချက်တဲ့နီးလေးပဲဖြစ်ပါတယ်ခင်ဗျာကိုလိုချင်တဲ့ဆန်ကိုအပြော့အမာနေထားလေးရပြီဆိုရင်တော့ရေတွေကိုအဲ့လိုကုံသွားတဲ့အထိစစ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အငွေ့တွေလက်ပြီးတော့ထမင်းတွေအေးသွားတဲ့အထိတော့ရေမစစ်ရပါဘူးเนาะသူ့ရဲ့အငွေ့လေးနဲ့ရေအနှဲငယ်စစ်သွားတဲ့အထိစစ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ပေါင်းထဲမှာထည့်ပြီးတော့ပြန်ပေါင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနီးလေးကထမင်းထဲမှာရှိတဲ့ခစီဓာတ်ကို80ရာခိုင်နှုန်းလောက်ဖယ်ရှားနိုင်တဲ့အတွက်ကြောင့်စီးချိုယောဂရှိတဲ့သူတွေရောအဝလွန်တဲ့သူတွေရောဝိတ်ချခြင်းတဲ့သူတွေပါထမင်းများစားလို့ရမယ်ထမင်းချက်နီးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနီးလေးဟာစီးချိုယောဂရှိတဲ့ကျွန်တော်အဖေအတွက်အမြဲတမ်းချက်ပေးနေကြနီးလေးဖြစ်လို့အားလုံးနဲ့လည်းအသုံးတက်လိမ့်မယ်လို့မျှော်လင့်လို့မျှဝေပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအခုလိုဆန်လေးတွေကကော့ပြီးတော့နတ်နေပြီဆိုလို့ရှိရင်တော့ပြုတ်ယောဂအသိများသာမကဝိတ်ချနေတဲ့သူများပါခစီတဲ့နည်းနည်းနဲ့ထမင်းကိုများများစားနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မနက်စောစောစီထမင်းလေးချက်သွားပြီဆိုတော့ဖျားစွန်းတော်လေးတင်လိုက်ပါအောင်မယ်ခင်ဗျာကျွန်တော်ဘလော့လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်စိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့ကောင်းသောလူအားဆန္ဒတွေပြေဝကြပါစေခင်ဗျာ